Hello everyone ဒီနေ့မှာတော့ကျွန်တော်တို့ Online Language Center နေပြီးတော့ present simple နဲ့ present continuous ရဲ့အသုံးအနှုန်းလေးတွေနဲ့သူတို့ကိုရေးတဲ့အခါမှာဘယ်လိုရေးရမလဲဆိုတာကိုပညာဒါနအနေနဲ့အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ် So let's get started ပထမဆုံးကျွန်တော်တို့ present simple ကိုရေးတဲ့အခါမှာဘယ်လိုရေးရမလဲဆိုတာကိုအသေးစိတ်လေးလေ့လာကြည့်ရအောင်ဆိုတော့အင်္ဂလိပ်စာမှာ affirmative negative နဲ့ question ဆိုပြီးရှိပါမယ် affirmative ဆိုတာကရိုးရိုးတတန်း sentence တွေကိုပြောတာဖြစ်ပြီးတော့ negative ကတော့အငြင်း sentence တွေကိုပြောတာဖြစ်ပါတယ် question တွေကတော့မေးခွန်းတွေကိုပြောတာဖြစ်ပါတယ်ဆိုတော့ present simple ကိုကျွန်တော်တို့က affirmative ရေးတဲ့အခါမှာ subject ရဲ့ verb ရဲ့ object ရဲ့ပဲပေါ့နော်ဆိုတော့ဒီနေရာမှာ subject ကverb က subject ကအနည်းအများပုံမူတည်ပြီးတော့ subject ကတစ်ခုတစ်ကောင်တယောက် singular ဖြစ်ခဲ့ရဆိုလို့ရှိရင် verb မှာ verb ရဲ့ဆုံးတဲ့alphabet အပေါ်မူတည်ပြီးတော့ s ထည့်တဲ့ရင်ထည့်ရမယ် es ထည့်တဲ့ရင်ထည့်ရမယ် ies ပြောင်းရင်ပြောင်းရမယ်ပေါ့နော်အဲ့ဒါမျိုးလေးလုပ်ပေးရမယ်သူ့ကို negative ရေးချင်တယ်ဆိုလို့ရှိရင်တော့ subject plus do ဒါမှမဟုတ်လို့ရှိရင် does plus not plus verb plus object ဖြစ်မယ်အဲ့ဒီမှာလည်းအဲ့လိုပဲ do ဒီ subject ကအကယ်၍အများကိန်းဖြစ်ခဲ့တဲ့ plural noun ဖြစ်ခဲ့ရဆိုလို့ရှိရင်တော့ do နဲ့သုံးမှာဖြစ်ပြီးတော့ does ကကြတော့တစ်ခုတစ်ကောင်တစ်ယောက်ဒါမှမဟုတ်လို့ရှိရင် he she it တို့အတွက်ကိုတော့ကျွန်တော်တို့က does နဲ့သုံးပြရမှာဖြစ်ပါတယ် question ဆိုလို့ရှိရင်တော့ do နဲ့ does ကို subject ရဲ့အရှိကိုပို့ပြီးတော့ do ဒါမှမဟုတ်လို့ရှိရင် does plus subject plus verb plus object ပါဆိုတော့ဒီနေရာမှာ negative နဲ့ question မှာကျွန်တော်တို့က do နဲ့ does ရဲ့အနောက်က main verb ပေါ့နော် main verb ကိုရေးတဲ့အခါမှာကျွန်တော်တို့ဒီverb 1 base form ပဲဖြစ်ရပါမယ်တနည်းအားဖြင့် verb infinitive ဖြစ်ရပါမယ်ဆိုတော့ for example affirmative က sentence လေးကိုကြည့်ရအောင် Susan loves George Susan က George ကိုချစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် Susan က singular noun တစ်ခုတစ်ကောင်တစ်ယောက်ကိန်းမလို့အနောက်မှာ love ရဲ့အနောက်မှာ s ထည့်ပေးရတယ် negative လုပ်မယ်ဆိုလို့ရှိရင် Susan ကတစ်ယောက်တည်းမလို့ Susan ရဲ့အနောက်မှာ does လိုက်မယ် Susan does not love George ဒီနေရာမှာ love က s ပြုတ်သွားတယ်ဆိုတာကိုသတိထားရပါမယ်နောက်တစ်ခု question ဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ do နဲ့ does ကိုရှေ့ကိုထားဆိုတော့ does Susan love George ဒီနေရာမှာလည်းအပေါ်ကအတိုင်းပဲ love မှာ s မရှိတော့ဘူးဆိုတာကိုသတိထားရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ present continuous ရဲ့ရေးသားပုံရေးသားနည်းလေးတွေကိုလေ့လာကြည့်ရအောင်ဆိုတော့ present continuous မှာ affirmative မှာဆိုလို့ရှိရင် subject plus am is are plus present participle တနည်းအားဖြင့် verb ing ပေါင်းပေးရမှာဖြစ်ပါတယ် negative ဆိုလို့ရှိရင်တော့ am is are ရဲ့အနောက်မှာ not တွေပေါင်းထည့်ပေးလိုက်ရုံပဲဆိုတော့ subject plus am is are plus not plus present participle verb ing ဖြစ်ပြီးတော့ question ဆိုလို့ရှိရင်တော့ am is are ကို sentence ရဲ့အရှေ့ဆုံးကိုပို့ပြီးတော့ am is are plus subject plus present participle verb ing ကိုထည့်ပေးရမှာဖြစ်ပါတယ်ဆိုတော့ for example affirmative မှာဆိုလို့ရှိရင် Susan is playing negative မှာဆိုလို့ရှိရင် Susan is not playing question မှာဆိုလို့ရှိရင်တော့ is Susan playing ဆိုပြီးတော့ဖြစ်ပါမယ် Okay present simple နဲ့ present continuous ရဲ့ရေးသားပုံရေးသားနည်းလေးတွေကိုလေ့လာပြီးတဲ့အခါမှာသူတို့ကိုဘယ်လိုအခြေအနေတွေမှာသုံးရမလဲဆိုတာကိုလေ့လာကြည့်ရအောင်ဆိုတော့ပထမဆုံး present simple ကိုကျွန်တော်တို့က general truth လို့ခေါ်တဲ့ရေဘူးရအမှန်တရားတွေတဘာဝတရားရနေပြီးတော့ဖြစ်လာတဲ့ကျွန်တော်တို့လူသားတွေအနေနဲ့ပြုပြင်လို့မရတဲ့အမှန်တရားတွေကိုပြောတဲ့အခါမှာ present simple ကိုအသုံးပြုပေးရပါတယ် For example the sun rises in the east နေသည့်အရှိအရပ်ကထွက်သည်ဆိုလို့ရှိရင်ဒီအမှန်တရားဆိုလို့ရှိရင်လည်းဒါဒီအမြဲတမ်းမှန်နေတယ်အမှန်တရားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ present simple နဲ့အသုံးပြုပေးရပါမယ်နောက်တစ်ခု water boils at 100 degrees Celsius ရေသည်100 degree Celsius မှာဆိုလို့ရှိရင်စူသည်ပေါ့နော်ဒါဆိုလို့ရှိရင်လည်းအမြဲတမ်းမှန်တဲ့အကြောင်းတရားဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ပုံမှန်လုပ်နေကြဖြစ်တဲ့အလေးအကျင့်တွေကိုပြောတဲ့အခါမှာလည်း present simple ကိုအသုံးပြုပေးရပါမယ် For example number 1 he wakes up at 6 o'clock every morning သူမနက်6နာရီတိုင်းအိယာထတယ်ဒါဆိုလို့ရှိရင်လည်းသူနေတိုင်းလုံးလေးလှုပ်ထားရှိနေတဲ့အလေးအကျင့်ကိုပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ present simple ကိုအသုံးပြုပေးထားပါတယ်Number 2 he always sleeps in class သူအမြဲတမ်းအတန်းထဲမှာအိတ်တယ်ပေါ့နော်ဆိုလို့ရှိရင်လည်းဒါဒီသူအမြဲလုပ်နေကြအလေးအကျင့်ကိုပြောတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ present simple ကိုအသုံးပြုပေးရပါမယ်
Okay ဆက်ပြီးတော့ကျွန်တော်တို့ present continuous ရဲ့အသုံးအနှုန်းလေးတွေကိုလေ့လာကြည့်ရအောင်ပထမဆုံး present continuous ကိုကျွန်တော်တို့က things that are happening at the moment of speaking ကျွန်တော်တို့စကားပြောနေတဲ့အချိန်မှာပဲမျက်စိရှေ့မှာဖြစ်ပျက်နေတဲ့အရာတွေအတွက်ကို present continuous ကိုအသုံးပြုပေးရပါမယ် For example number 1 I am doing a presentation ကျွန်တော် presentation လုပ်နေတယ် Number 2 My mom is talking on the phone ကျွန်တော်အမေဖုန်းပြောနေတယ်ပေါ့နော်ဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့မျက်စိရှေ့မှာဖြစ်ပျက်နေတဲ့အရာတွေအတွက်ကို present continuous နဲ့ရေးသားထားတာဖြစ်ပါတယ်နောက်တစ်ခုကတော့ present continuous ကိုကျွန်တော်တို့က future plans လို့ခေါ်တဲ့အနာဂတ်အတွက်ကြိုတင်ပြီးတော့ပြစ္ဆုတ်ပံကလေးကနေပြီးတော့စီစဉ်ထားတဲ့အရာတွေအတွက်ကိုလည်း present continuous ကိုအသုံးပြုပြီးလို့ရပါတယ်For example, I'm going to the movies this weekend. ကျွန်တော်ဒီစနေတနင်္ဂနွေရောက်လို့ရှိရင်ရုပ်ရှင်သွားကြည့်မယ်ဆိုလို့ရှိရင်လည်းအခုသွားကြည့်မှာမဟုတ်တော့ညာလေကျွန်တော်တို့ဒီစနေတနင်္ဂနွေမှာသွားကြည့်ဖို့အတွက်အခုကတည်းကကြိုတင်ပြီးတော့စီစဉ်ပြီးသွားပြီးစီစဉ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ present continuous နဲ့အသုံးပြုထားတာဖြစ်ပါတယ်နောက်တစ်ခုကတော့ Susan is going on a vacation this summer ဒီမှာလည်းအဲ့လိုပဲ Susan ကဒီနွေရာသီကြလို့ရှိရင်ခရီးသွားမှာဆိုလို့ရှိရင်လည်း present continuous နဲ့အသုံးပြုပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ Honor Language Center ကအင်္ဂလိပ်စာ grammar ကိုအခြေခံကနေစပြီးလေ့လာချင်ကြတဲ့မိတ်ဆွေတို့အတွက်အလုံးမအားလိုက်ရင်တောင်လေ့လာနိုင်မယ် video class ကို October intake အတွက်ဖွင့်လှစ်ပေးလိုက်ရပါပြီ။သင်တန်းရဲ့အသေးစိတ်ကတော့သင်ခန်းစာဗီဒီယိုများကိုတစ်ပတ်ကို2ပုံနဲ့မသိနားမလည်သည်များကိုမေးမြန်းနိုင်ဖို့နဲ့ knowledge sharing အတွက် Friday night Zoom meeting ကိုပါပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ Friday night Zoom meeting ကတော့ည10:00နာရီကနေပြီးတော့10:45အထိဖြစ်ပြီးတော့သင်တန်းရဲ့ကာလသင်တန်းရဲ့ကြာချိန်ကတော့4လခွဲဖြစ်ပါတယ်။အောက်တိုဘာ10ရက်နေ့မတိုင်ခင်စရင်မသိမိသူများတော့ကတော့တင်နန်းချေတစ်လကို3000ကျပ်ဖြစ်ပြီးတော့ပုံမှန်တင်နန်းချေကတော့3000ခွဲကျပ်ဖြစ်ပါတယ်။အသက်ကန့်ချက်ကတော့73နှစ်နဲ့အထက်ပြည့်ပြီးသူများတက်ရောက်နိုင်မှာဖြစ်ပြီးတော့တင်နန်းစတင်ပြီးရက်ကတော့အောက်တိုဘာ18ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်။ဒီလိုဗဟုသုတရစရာအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ Honor Language Center ရဲ့ Facebook page လေးကို like and follow လုပ်ခဲ့ပေးဖို့နဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ခဲ့ပေးဖို့ TikTok account လေးကိုလည်း follow လုပ်ခဲ့ပေးဖို့ကိုညွှန်ကြားရခံချင်ပါတယ် Language at your service Honor Language Center